မင်္ဂလာပါခင်ဗျာယနေ့3လပိုင်း16ရက်နေ့မှာမိတ်ဆွေတီးပေါက်ခဲ့ပါတယ်လားခင်ဗျာကျွန်တော်တော့တီးမပေါက်ခဲ့ပါဘူးမိတ်ဆွေလည်းပေါက်မှာမဟုတ်ပေမဲ့အကျဉ်းကြီး82ကြိမ်မြောက်တီးပေါက်မယ်လူတူရှိလို့နေပါတယ်၎င်းကတူးရဲ့တီးပေါင်းနည်းလျှက်ချက်ကိုပြောပြပေးထားတာမို့ကျွန်တော်ရဲ့ဗီဒီယိုအဆုံးမှာတီးပေါင်းနည်းလျှက်ချက်ကိုထည့်သွင်းပြောဆိုထားပါတယ်ခင်ဗျာ၎င်းကတော့ထိုင်းအမျိုးသမီးကြီးတူဖြစ်ပြီးသူမအကျဉ်းကြီး80အထိတီးပေါက်ခဲ့ဘူးပြီးတီးပေါက်တဲ့ငွေကားနဲ့ရရှိတဲ့ငွေဟာဘာတရန်နီပါရှိလို့နေခဲ့ပါပြီ။သူမဟာအသက်55နှစ်ရှိပြီဖြစ်ပေမဲ့မလ1ရက်နေ့ကအကျဉ်း80မြောက်ထီကိုထပ်မံပေါက်ခဲ့ပါတယ်။၎င်းထီကပေါက်တဲ့ငွေကိုသူမရဲ့အကူချိုးအတွက်အသုံးမပြုဘဲနဲ့သူမဟာလူနာတင်ကားတစ်စီးကိုလှူဒန်းခဲ့ပါတယ်။၎င်းကားကိုလူမှုကူညီကယ်ဆယ်ရေးအသင်းကိုအပ်တဲ့နေ့မှာကားလိုင်စင်နံပါတ်ပြားက6541ဖြစ်ပြီးကားကိုရိုးရပူဇော်ရမှာအမွှေးတိုင်ကနေရရှိတဲ့နံပါတ်ဟာ936ဆိုတဲ့ကဏ္ဍကိုရရှိခဲ့ပါတယ်။၎င်းကဏ္ဍနေဟာကန်ထိုးနိုင်တဲ့ဆိုပြီးတော့သူမရဲ့ကဏ္ဍကိုလိုက်ထိုးတဲ့လူအများပြားလည်းရှိလို့နေပါတယ်။ယနေ့တိုက်ဆိုင်စွာပဲထိုင်းဒီရဲ့ကဏ္ဍဟာဆိုရင်ဖြင့်ခွင်963တိဖြစ်တဲ့အတွက်သူမဟာ82ကြိမ်မြောက်ထပ်မံကန်ထိုးမဲ့သူတူလည်းဖြစ်လို့နေပြီးသူမရဲ့ကဏ္ဍကိုလိုက်ထိုးတဲ့လူအများပြားဟာလည်းထိပေါက်တဲ့ဆိုတဲ့သတင်းတွေကိုတွေ့နေရပါတယ်ခင်ဗျာ။သူမရဲ့အဓိကထိပေါက်ရတဲ့လှုပ်ဝက်ချက်ကတော့ဖျားပုံမှန်ဝတ်ပြုခြင်းနဲ့ရိုးရာနဲ့ကွန်းပူဇော်ခြင်းတို့ဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့လည်းဖျားပုံမှန်ဝတ်ပြုပြီးတော့ထိုင်းမှာရောက်ရှိနေတဲ့ဆိုရင်တော့ထိုင်းရဲ့ရိုးရာနဲ့ကွန်းတွေကိုလည်းပူဇော်ပတ်တာလို့ရရှိပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ